မျိုးသမီးတယောက်ဟာလက်ထပ်ပြီးနောက်ပထမဆုံးအကြိမ်ရောက်ကမအိမ်ကိုသွားတဲ့အခါသူမရဲ့ခေါင်းမာပြီးအကျင့်မကောင်းတဲ့ခေတ္တဝန်ကိုပြုပြင်ပြီးဖို့အတွက်အိမ်တကားကိုအချက်တန်နဲ့ကန်ဖွင့်လိုက်ပါတယ်။ကျောင်းမှာဓာတ်တလက်လွယ်ထားတဲ့သူမဟာသူ့ကိုဖမ်းခေါ်ပြီးအိမ်ပြန်ဖို့ဘားထဲကိုတန်းတန်းမမတ်ဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူရဲ့သူငယ်ချင်းကသူမရဲ့ဒေါသကိုအေးအေးယူမရှိခဲ့ပါဘူး။သူကဝိုင်းပူလင်းကိုမြောက်ပြီးမမလေးကျွန်တော်တို့နဲ့အရင်တစ်ခွက်လောက်တောက်ပါအောင်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီးကဘာမှပြန်မပြောဘဲဓာတ်ကိုဆွဲထုတ်လိုက်ပြီးပူလင်းကိုနှစ်ပိုင်းပြတ်အောင်ပိုင်းပစ်လိုက်ပါတယ်။ဒါကိုမြင်တဲ့အခါခင်ပွန်းရဲ့သူငယ်ချင်းဟာအယမ်းကြောက်သွားပြီးဒူးထောက်ကမမလေးဒီနေ့ကစားပြီးမမလေးကကျွန်တော်ရဲ့ဆရာပါပဲလို့ပြောပါတော့တယ်။တကယ်တော့ဒီအမျိုးသမီးဟာကောင်လေးကိုပြုပြင်ဆုံးမပေးဖို့ကောင်လေးရဲ့အဖိုးကိုယ်တိုင်ခေါ်ယူထားသူပါ။သူမဟာတာမန်အမျိုးသမီးမဟုတ်ပါဘူး။လူအများကြောက်ရွံ့ရတဲ့အန်ဒရယ်ရှိတဲ့ရှုပ်ဝက်လူသက်သမားတူဖြစ်ပါတယ်။ဒါကြောင့်လေအဖိုးဖြစ်သူကခေါင်းမာတဲ့မီးကိုလက်ထပ်ပြီးပြုပြင်ပေးဖို့သူမကိုအိမ်ခေါ်လာခဲ့တာပါ။အလဲအလာအပြီးနဲ့ဒီအိမ်တော်ကြီးကိုတည်မြဲအောင်လုပ်နိုင်ရင်ကုမ္ပဏီတစ်ခုလုံးကိုပေးမယ်လို့အဖိုးကကတိပေးခဲ့ပါတယ်။ဒါကြောင့်လေမင်းကလေးဟာသူ့မြေကိုအတင်းရက်လက်ထပ်ဖို့ဝမ်းတာအားရသဘောတူခဲ့ပါတယ်။အဖိုးဖြစ်သူကမြေဖြစ်သူစိတ်ပြော့သွားအောင်နေမကောင်းဟန်ဆောင်ခဲ့ပြီးအဲ့ဒါကလည်းထိရောက်သွားပါတယ်။ကောင်လေးဟာမတက်တာပဲလက်ထပ်ဖို့သဘောတူလိုက်ရပါတော့တယ်။နောက်တနေ့မှာတော့သူတို့နေရောက်လက်မှတ်ထိုးဖို့ရုံးကိုသွားကြတဲ့အခါကောင်လေးဟာမင်းကလေးရဲ့အလားကိုမြင်ချင်းဆွဲလန်းသွားပါတယ်။ဒါပေမဲ့မင်းကလေးကသူမကိုသူမမိတ်ဆက်တဲ့အခါသူကဘာတုံ့ပြန်မှုမှမပြတဲ့အတွက်ဘာဖြစ်တာလဲစွန့်သွားတာလားဒါမှမဟုတ်ပါလေလို့မင်းကလေးကစင်အောင်လိုက်ပါတယ်။ဒါကြောင့်ကောင်လေးဟာဒေါသထွက်သွားပြီးပထမဆုံးနေ့မှာတင်သူတို့ကြားမှာထိတ်တိုက်ပေးမှုတွေစခဲ့ပါတော့တယ်။ကောင်လေးကလက်မထက်ချင်ဘူးလို့တဖွဲ့ဖွဲ့ပြောနေပေမဲ့အဖိုးဖြစ်သူကြောင့်တင်နောက်ဆုံးမှာတော့ဒီလက်ထပ်ပွဲကိုလုပ်လိုက်ရပါတယ်။သူဟာဒေါသတကြီးနဲ့လက်ထပ်စာချုပ်ကိုကားထဲပစ်ထည့်လိုက်ပြီးမင်းကလေးကိုစီကန်းသုံးချက်လိုက်နာဖို့ပြောပါတယ်။ငါတို့ကြားမှာကိုထိလက်ရောက်မရှိရဘူးဆိုတဲ့စီကန်းပါ။ဒါပေမဲ့အမျိုးသမီးကသူ့ပြောတာကိုဂယုမစိုက်ပဲသူ့ပေါင်ပေါ်ကိုတိုက်ရိုက်တက်ထိုင်လိုက်ပါတယ်။ဒါကိုမြင်တဲ့အခါကောင်လေးဟာလန့်သွားပြီးသူမကိုကားပေါ်ကနေတွန်းချလိုက်ပါတယ်။ဒါကြောင့်မင်းကလေးဟာသူမရဲ့တကယ်ပုံစံအမှန်ကိုထုတ်ပြဖို့ဖြစ်လာပါတယ်။သူကကောင်လေးကိုချစ်စပွဲလေးတန်လေးနဲ့ချိန်ထောက်လိုက်တယ်။ရှင်ကျမကိုညီးမေဆိုရင်ရှင်ကိုဒုက္ခိတဖြစ်အောင်လုပ်ပြမယ်တဲ့။ဒါကိုကြားတဲ့အခါကောင်လေးဟာကြောက်သွားပြီးကားကိုအမြန်မောင်းထွက်သွားပါတော့တယ်။နောက်တနေ့မှာတော့အမျိုးသမီးဟာအထုပ်အပိုးတွေနဲ့သူ့အိမ်ကိုရောက်လာပါတယ်။ဒါပေမဲ့သူမကိုပညာပေးဖို့အတွက်ဒီအိမ်ရဲ့သခင်ကဘယ်သူလဲဆိုတာတွားပြောဖို့အစီခံတွေကိုကောင်လေးကခိုင်းလိုက်ပါတယ်။ဒါနဲ့အစီခံတွေကရေအေးပုံတွေကိုမတ်ပြီးသူမပေါ်ပတ်ဖို့လုပ်ကြပါတယ်။ဒါပေမဲ့သူမကတစ်ချက်တည်းနဲ့ခြံတကားကိုကန်ဖြတ်လိုက်ပြီးအစီခံရဲ့အယိုးတွေကိုပါချိုးပစ်လိုက်ပါတယ်။ဒါကိုမြင်တဲ့အခါကောင်လေးဟာလုံးဝတုန်လှုပ်သွားပါတယ်။အမျိုးသမီးအိမ်ထဲဝင်လာတဲ့အခါသူဟာကြောက်ပြီးထွက်ပြေးသွားခဲ့ကညီမိုးချုပ်တဲ့အထိပြန်မလာခဲ့ပါဘူး။ဒါကြောင့်အမျိုးသမီးကအစီခံတွေကိုသူ့စီဖုံးခေါ်ခိုင်းပေမဲ့ဘယ်သူမှမခေါ်ရဲကြပါဘူး။အဲဒီမှာအမျိုးသမီးကမြားငယ်လေးသုံးစင်းပစ်လိုက်ရတစင်းဟာအင်ဖော်မာလေးရဲ့အနာရွက်ပေးကနေဖြတ်သွားပြီးစပင်အနေငယ်ကိုဖြတ်ပစ်လိုက်ပါတယ်။စပင်တွေမြေပေါ်ကျသွားတာကိုမြင်တဲ့အခါအစီခံတွေအားလုံးဟာအယံကြောက်သွားပြီးသခင်လေးစီကိုချက်ချင်းဖုံးခေါ်ကြပါတော့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာသူကဘာမှသူငယ်ချင်းတွေနဲ့ပြောပါနေခဲ့တာပါ။ဒါကြောင့်ချက်ချင်းပြန်ဖို့သူညှင်းဆန်ပါတယ်။ဒါပေမဲ့အမျိုးသမီးကရှင်းမနာရီခွက်ပဲအချိန်ရှိတယ်။မဟုတ်ရင်ကျမကိုယ်တိုင်လာခေါ်မယ်လို့ပြတ်သားတဲ့တတိပေးချက်ပေးလိုက်ပါတယ်။ဒါတော့မှကောင်လေးကမလာဘဲငင်းနေတဲ့အခါသူမဟာထပ်မြက်တဲ့ဓာတ်ကိုယူပြီးသူ့ကိုဆုံးမဖို့ဘားကိုတိုက်ရိုက်သွားပါတော့တယ်။သူမကိုမြင်တဲ့အခါကောင်လေးဟာကြောက်သွားပြီးမဲ့ဒီနေ့ငါတည်ရင်တော့မင်းစကားကိုနားမထောင်ဘူးလို့ပြောပါတယ်။ဒါကိုကြားတဲ့အခါမင်းကလေးကသဘောတူလိုက်ပြီးကောင်းပြီလေဒါဆိုတင်းနဲ့ပြပြန်ကြလာပေါ့။ရှင်ရှုံးရင်ကျမပြောသမျှအကုန်နားထောင်ရမယ်လို့ပြောလိုက်ပါတယ်။ကောင်လေးကသဘောတူပြီးပထမဆုံးချိန်ဆန်းကိုပြစ်လိုက်ရတစင်ကွင်းထဲကိုတန်တန်မတ်မတ်ရောက်သွားပါတယ်။ဒါကိုမြင်တဲ့အခါသူကဝမ်းသာသွားပြီးမင်းရှုံးရင်တော့ရှုံးတဲ့သူကအဝိစားမပါပဲအားကစားကွင်းကိုပပြေးရမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီးကချက်ချင်းပဲသဘောတူလိုက်ပါတယ်။သူမကပထမဆုံးအချက်ကိုပြစ်လိုက်ပြီးမဲ့ငါးမကွင်းကိုပဲထိခဲ့ပါတယ်။ဒါကိုမြင်တဲ့အခါကောင်လေးနဲ့တခြားလူတွေကဝိုင်းရဲကြပါတော့တယ်။ဒါပေမဲ့နောက်တစ်ခဏမှပဲအမျိုးသမီးဟာသူမရဲ့မယုံနိုင်စရာကောင်းတဲ့တင်းနဲ့ပြင်ဆွမ်းရည်နဲ့လူတိုင်းကိုအံ့တော်သွားစေခဲ့ပါတယ်။ကဲရှေ့ဆက်ပြီးဘာတွေဖြစ်လာအောင်မလဲသိချင်ရင်တော့ဒီဗီဒီယိုလေးကို like ပေးပြီး subscribe လုပ်ထားကြပါဦး။